Hello ချစ်တို့ရေ customer စီကနေသမင်းကြော်တပွဲမှာလာပါတယ်ကျွန်တော်ကတော့အကျော်စရာမဟုတ်ပါဘူးအကျော်စရာကပြင်းလို့ကျွန်တော်သူ့အစားကြော်ပေးရပါတယ် customer ကကောင်းကောင်းကြော်ပေးလို့ကျွန်တော်ကိုမှာလာပါတယ်ကောင်းအောင်ကြော်ပေးမှာပေါ့ဘသူကမကောင်းအောင်ကြော်ပေးမှာလဲဒီ customer တွေကကျွန်တော်တို့ဆိုင်ကိုလာစားပြီးဆိုရင်သူတို့ကျွန်တော်လက်ရာကိုစားရမှာကိုအရန်ကြောက်ကြတယ်ကျွန်တော်ဆရာရဲ့လက်ရာကိုပဲစားချင်ကြတယ်တခါတလေကျွန်တော်ဒီကောင်းမျက်နှာတွေကိုကြည့်မရပြီဆိုရင်နောက်ထပ်ဒီကောင်းတွေပြန်မလာအောင်ကျွန်တော်စောက်ရန်ကြော်ပေးလိုက်ပါတယ်မလေးရှားနိုင်ငံမှာရှိနေတဲ့ချစ်တငယ်ချင်းတို့အလုပ်ပိတ်တဲ့ခါကျရင်ကျွန်တော်တို့ဆိုင်ကိုလာစားလို့ရပါတယ်ကျွန်တော်တို့ဆိုင်က KL နာမှာရှိတဲ့ကျင်းကျန်ရက်ကွက်မှာရောက်နေပါတယ်ချစ်တငယ်ချင်းတို့အလုပ်ပိတ်တဲ့ခါကျရင်ကျွန်တော်တို့ဆိုင်စီမှာလာပေးလို့ရပါတယ်နော်ကျွန်တော်အကောင်းဆုံးလက်ရထုတ်ပြီးချစ်တငယ်ချင်းတို့အတွက်ကြော်ပေးပါမယ်ချစ်တငယ်ချင်းတို့ရေကျေးဇူးပြု၍ကျွန်တော်တို့ဆိုင်ကိုလာဝယ်အားပေးကြပါကျွန်တော်တို့ဆိုင်ကရန်စားကောင်းပါတယ်အကယ်၍ကျွန်တော်ပြောတယ်လို့စားမကောင်းဘူးဆိုရင်ကျွန်တော်ပါကိုနှစ်ချက်ရိုက်ခွေ